သူများကြွေးဆိုတာအဲ့ဒါမှကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်အပျက်ကလေးတွေကိုပြောရမယ်ဆိုရင်ရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်နေပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရဘဲနဲ့သေသွားတယ်တော့အဲ့ဒီအကိုလုံးတဲ့သူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့ယမရာဇဝင်ထဲမှာနာမည်တော့ဘယ်လူမင်းပြမင်းတန်တဲ့အခါမှာဆရာတော်ဥပုပ်ကိုသွားကြတော့တယ်နာမည်တော့ဘယ်နုဟာဒီမင်းပြမင်းတန်နဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရတော့ဆရာတော်ဥပုပ်ကသူ့เจ้าအမကြီးကိုဘလို့ဆုံးမတော့ဆိုဘိနုရေကျွေးရှိရင်တော့ဆက်ရမှာပဲလို့ပဲပြောလိုက်တယ်နော်ကျွေးရှိရင်ဆက်ရတတ်တယ်ပေါ့အဲ့ကျွေးဆိုတာတင်ရင်မကောင်းဘူးပေါ့ဘာပဲဖြစ်ဝတ်ကျွေးပဲဖြစ်ဖြစ်ဘာကျွေးပဲဖြစ်ဖြစ်ကျွေးရှိနေကောင်းအဲ့ဒီအကိုလှုပ်တဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွေးဘဝရောက်ကျွေးဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့လျောက်လှုပ်ပေးရကျွေးဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချုံမော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတာဓမ္မကျိုးထိုးခိုင်းတာလူဘဝလာတဲ့ကျွေးဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ချင်းတို့တိရတဲ့အရွယ်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အင်္ဂါဗဆန်လေးယူပြီးတော့သူ့ညီစီသွားတယ်သူ့ညီကအဖိုးကြီးဖြစ်နေဘူးဗဆန်လေးသွားပေးပြီးဘာပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာနော်မင်းရိုက်တာငါခံလိုက်ရတာရောပါကြည်ပါတော့မင်းငွေလေးဒီလောက်လေးပေးပါတယ်ဆိုကြွေးပြန်ဆက်တယ်ဒါတကယ်ဖြစ်ပြလို့ပြောတယ်နာမည်နဲ့ပေါ့ပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မအောင်မေ့နေနဲ့လူတွေထဲမှာဒါတွေကရှိတတ်ဒါကြောင့်မို့သူများကြွေးဆိုတာအလွန်ကြောက်ဆက်ကောင်းတယ်အဲ့ဒီကြွေးမရှိတဲ့ချမ်းသာကိုအနန္တယဒုက္ခလို့ခေါ်တယ်တချို့ကြတော့သူရစီကကြွေးယူထားပြီးမျက်နှာပြောင်တိုက်ပြီးပေးနိုင်တဲ့နဲ့မပေးတဲ့လူတွေရဲ့နှောင်ရင်းဟာစဉ်းစားမိပဲဆိုရင်ကြောက်လန့်စရာကြီးပဲကြွေးဆိုတာဆက်ရတယ်ဘာကြွေးပဲဖြစ်ဖြစ်ကြွေးတစ်ခုဆိုတာကိုယ်ကမဆက်ချင်တော့လဲအချိန်တိုင်းရင်ကြွေးဆက်ရမှာဖြစ်ဒါကြောင့်မို့အာနန္ဒယဒုက္ခဆိုတာရအောင်ဘယ်သူစီအမှကြွေးတင်တာမျိုးမရှိအောင်ရှိပြီဆိုရင်လည်းကြွေးတွေကိုဆက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေသင့်တယ်ပေါ့